ဝီဝါတောင်းလုံးတို့ရိုတာဝီဝါချမီလင်းနဲ့ဒီကာယပြဿနာကပါလို့ဆိုတော့အိုတူစင်ဆာပါနော်ချမီလင်းတော့ကောက်ခါချစ်တော့အိုတူစင်ဆာပြရဲအဲကြောင့်အိုတူစင်ဆာဖြောက်တယ်ဖြောက်လဲဒီလိုဖြောက်လဲကြည့်မှာပေါ့နော်အိုတူစင်ဆာဒါကတောင်းလုံးတို့ပဲနော်တောင်းလုံးတို့အင်ဂျင်ဝီဝါဒီကဖြောက်ရတာနည်းနည်းလက်တော့ဝင်တယ်နေရာတော့တော်ချင်းနေနော်နေရာလက်ရမအကုန်လုံးလက်ရမအကုန်လုံးဝင်လို့မရဘူးနော်လက်ကနေရာတော်ချင်းနေအင်တာနက်ကတ်တယ်ဆိုတော့နေရာချင်းနေအောက်ပိုင်းတော့စီလို့ဆက်တော့ဘာမှမရှိဘူးနော်အောက်ပိုင်းကောင်းတယ်ဘာမှစီလို့ဆက်တော့မရှိဘူးဒါကဖြောလို့ပြီးတော့တဲ့အနေထားပါနော်ဝီဝါဒီစင်ဆာနော်ဒီရှူပေးရမယ်ဆိုများလုံးကျေးဇူးတင်ပါတယ်